Iron ကောက်တဲ့ဥစ္စာတွေကစစ်ခွေးတွေစီရောက်သွားတယ်ဒီလိုများတကယ်များဖြစ်သွားမလားဆိုတဲ့နမောမျက်စိမပရိပဒါမကလာချေအခုအယောက်150လက်နဲ့ချတယ်လို့150လုံးဟုတ်လားတနေရာစီခွဲထားမယ်ခွဲထားပြီးတာနဲ့ဒါတွေကိုတယောက်ချင်းခေါ်ပြီးစစ်ကြောရေးလုပ်ပြီးတော့ရဲဆက်တက်လိုက်မယ်နမောမျက်စိမပရိပဒါမကလာချေမျက်စိမပရိပဒါမကလာနေနေကိုဤမဆိုင်ရမိုင်းရဲသူကရောဤရဲအဲ့ဒါချင်းတောင်းတယ်ဘာခိုက်ကနေကနေကောင်းမှလေးတောင်းတာဒီတော့ကနေကနေကောင်းမှလေးရှိတော့မရှိဘူးနေမျိုးအောင်ရဲ့ချွေးမ Violet ကိုဗုဒ္ဓဘာသာရဲ့တရားသခြင်းကိုကလပ်မှာ DJ တီးလို့ဆိုပြီးမှသူ့ကိုထောင်ချလိုက်ပြီးအားလုံးတီးတဲ့အတိုင်းပဲကျွန်မတီးတဲ့လောက်ကအခုဖြူထွေးဗုဒ္ဓဘာသာရဲ့ဖျားတရားလို့ခေါ်တယ်လားဒါမှမဟုတ်ဗုဒ္ဓဘာသာရဲ့ဖျားသခြင်းလို့ခေါ်တယ်လားဒီဥစ္စာကိုအခုစင်ပေါ်မှာဒီလိုလောက်သွားတယ်ဘောမဒီပြောတာလုံးဝမကြဘူးပြီးလို့ရှိရင်မြန်မာနိုင်ငံမှာရှိတဲ့ဘေဗုဒ္ဓဘာသာမှလည်းပြောတာမကြဘူးဆိုတော့အခုဗုဒ္ဓဘာသာရဲ့ဖျားတရားတော်လို့ပြောလားဖျားရဲ့သခြင်းလို့ခေါ်တယ်လားအခုဒီဥစ္စာကို Violet ကိုတရားစွဲလို့ရပြီးဖြူထွေးကိုတရားစွဲလို့မရဘူးလား Violet ကကလပ်မှာတီးရနော်ပြီးလို့ရှိရင်ကလပ်ထဲမှာတွားတဲ့လူတွေပဲကြားတယ်ပြီးလို့ရှိရင်ဒီကလပ်ဆိုတာကအဖိုးကြီးတွေအဖွားကြီးတွေတွားတာမဟုတ်ဘူးနော်လူငယ်လူရွယ်တွေလောက်တဲ့နေရာမှာတောင်ဒီလိုမျိုးတရားစွဲနိုင်တယ်ဆိုတော့အခုဒီဖြူထွေးဆိုတာလာဟာပြမှာသူလောက်သွားတာဒါကကလပ်လည်းမဟုတ်တဲ့အတွက်ကြောင့်ဗုဒ္ဓဘာသာအဖိုးကြီးဖွားကြီးတွေလည်းအများကြီးပါနိုင်တယ်ဒီစင်ထိုးထားတဲ့တရွာလုံးလည်းကြားနိုင်တယ်ဒီနေ့ဘေဗုဒ္ဓဘာသာမှာထကြွလာတာမတွေ့ရဘူးဆိုတော့ဒီနေ့ကျတို့မြန်မာနိုင်ငံမှာတကယ်ပဲဥပဒေရှိတယ်ဆိုလို့ရှိရင်အခုဖြူထွေးကိုတရားစွဲရမှာဖြစ်တယ်နင်းတို့ကဒီဖြူထွေးကိုတရားမစွဲဘူးဆိုလို့ရှိရင်တစ်ချက်ကဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့တရားပဲခေါ်မလားဗုဒ္ဓရဲ့တခြင်းလို့ခေါ်မလားဒီဥစ္စာကိုတော့ဘောမနီဘလိုမျိုးပြည့်ရပြုတ်ရင်လည်းတရားစွဲလို့မရဘူးလားတရားမှလည်းဒီလိုမျိုးခွဲခြားမှုရှိသလားဒီဖြူထွေးဆိုတာအရင်တော့ကအမေစုကိုလည်းဘလိုမျိုးလောက်ထားတယ်ကျမတို့အားလုံးသိတယ်နော်ဆိုတော့အခုဒီဖြူထွေးဒီလိုမျိုးတယောသွားတာကိုဗုဒ္ဓဘာသာတွေကတရားမစွဲဘဲနဲ့ဥပိ္ပခပြုတယ်ဆိုလို့ရှိရင်ဗုဒ္ဓဘာသာရဲ့တရားလို့ခေါ်လာဗုဒ္ဓဘာသာရဲ့တခြင်းကိုပြည့်ရပြုတဲ့သူတွေကဖန်တင်တဲ့သူရှိတယ်လို့မဖန်တင်တဲ့သူရှိတယ်ဆိုပြီးမှခွဲခြားလို့ရသလားဆိုတာကိုဗုဒ္ဓဘာသာတွေစဉ်းစားကြပါလို့ပဲပြောချင်တယ်နော်ဆိုတော့ကိုယ့်ရဲ့ဘာသာကိုဇော်ကားတယ်ဆိုလို့ရှိရင်လူပေါ်မှာမမူတည်ပဲနဲ့ဖန်ဆီးရမယ်တရားယူရမယ်ဆိုလို့ရှိရင်အခုဖြူထွေးကိုတရားစွဲဖို့လိုတယ်ဆိုတော့အခုဖြူထွေးနဲ့ပတ်သက်ပြီးတော့ခွေးကြပုတွေအားလုံးကိုကျွန်မပြောချင်တာကမြန်မာနိုင်ငံမှာမြတ်တဲ့ဥပဒေရှိတယ်မြန်မာနိုင်ငံမှာနင်တို့ရေးဆွဲထားတဲ့ဥပဒေဟာလူမျိုးတိုင်းဘာသာတိုင်းအတွက်ဖြစ်တယ်မြန်မာနိုင်ငံမှာရှိဥပဒေကမျက်နှာမလိုက်ဘူးဆိုလို့ရှိရင်ဖြူထွေးကိုရေးယူမှာဖြစ်တယ်အဖြူထွေးကိုမဖမ်းဘူးဆိုလို့ရှိရင်တော့ဗုဒ္ဓဘာသာရဲ့တရားတွေတခြင်းတွေကိုဘောမတွေကကြိုက်တယ်လို့လုပ်လို့ရတယ်ဘောမမဟုတ်တဲ့သူတွေကကြိုက်တယ်လို့လုပ်လို့မရဘူးဆိုတော့အဖြေတွက်ပေါ်မှာဖြစ်တယ်နင်တို့မှာတရားတွေရှိတယ်မပတာလုပ်တာလဲအမှန်တရားကိုလုပ်နေတယ်ဆိုလို့ရှိရင်တော့အဖြေပေါ်မှာပဲလို့ပြောချင်တယ်နော်ဆိုတော့အခုကျမတို့နောက်တင်းတစ်ပုတ်နေနဲ့လဲဗီဒီယိုတစ်ပုတ်ကိုအရင်နားထောင်ကြည့်အောင်နော်အခု BNR တွေဘိုးနဂါးရဲ့နောက်လိုက်တွေကဟာလာအန်ယူဂျီကိုယုံကြည်ပြီးလက်နက်တွေအပ်ပြီးတော့အလင်းဝင်သွားခဲ့ရင်လက်ရှိတော့ဒီကောင်တွေကိုတတ်မှာမဟုတ်သေးဘူးတဖြည်းဖြည်းနဲ့ဒီကိစ္စတွေသွေးအေးသွားတဲ့အချိန်မှာ KIA နဲ့ CIA လက်ထဲထည့်ပြီးတော့တေချာပေါက်အပြောက်ရှင်းလိမ့်မယ်တေချာပေါက်ဒီကောင်တွေကိုစစ်ကြောရေးလုပ်လိမ့်မယ်နော်စစ်ကြောရေးလုပ်ပြီးတော့ဒီ BNR တွေအဖွဲ့တွေကိုတေချာပေါက် NUG ရဲ့ KIA ရဲ့ CIA ကအပြတ်ရှင်းလိမ့်မယ်လက်ရှိအနေအထားမှာတချို့ BNR တွေကဒါပြောရရင်တောသူတောင်သားတွေပါနော်ဒါတကုတ်အညာသားတွေကိုနိုင်ငံသားတွေပါဒီကလေးတွေအနေနဲ့နိုင်ငံရေးသိမ့်နာမလဲဘူးဒါတိုင်းအဲ့ဒါကြောင့်မို့ကျွန်တော်ပြောချင်တာ NUG ရဲ့လှည့်စားမှုအောက်မှာဒီကလေးတွေဟာရက်ရက်ဆက်ဆက်အသက်ခံကြရလိမ့်မယ်အခုအယောက်150လက်နဲ့ချတယ်လို့ပြောနေပေမဲ့အဲ့150လုံးဟုတ်လားတနေရာစီခွဲထားမယ်ခွဲထားပြီးတာနဲ့ဒါတွေကိုတယောက်ချင်းခေါ်ပြီးစစ်ကြောရေးလုပ်ပြီးတော့ရဲဆက်ဆက်တက်လိုက်မယ်ဒါကကျွန်တော်တို့ကသမိုင်းကြောင်းအရာပြောတာဒီလိုမျိုးလဲတေချာပေါက်လုပ်လိမ့်မယ်ဘာကြောင့်လဲဆိုတော့ဥပဒေမဲ့လက်နက်ကင်ထားတဲ့အဖွဲ့အစည်းနှစ်ခုကြားမှာအဲ့ဒီလိုအသက်ရှင်ပေးရိုးထုံးတာမရှိဘူးတော့ဒါကိုဘုံနဂါးရဲ့တပ်ဖွဲ့ဝင်တွေတီးဖို့လိုတယ်ဘုံနဂါးရဲ့ရဲဘော်တွေပေါ့နော်ရဲဘော်ရဲဘက်တွေအနေနဲ့ဒီအချိန်မှာအင်အားမသာသေးရင်ခဏရှောင်နေလို့ရတယ်အနည်းဆုံးတက်မလို့စစ်ကြောင်းနေနဲ့ပူးပေါင်းမှုလိုလိမ့်မယ်နော်ကျွန်တော်တို့က journalist လုပ်တယ်ဆိုတာဟိုအီအောင်အာအောင်ဘာမသိညာမသိရှောက်អော်နေတဲ့ကောင်တွေမဟုတ်ဘူးကျွန်တော်တို့ကသမိုင်းတွေတေချာဟာလားကောင်းကောင်းကြင်ညက်ထားတဲ့လူတွေဒါကြောင့်မလို့ GZA ဆိုတဲ့ကလေးတွေအန်ယူဂျီကိုယုံရင်မှားလိုက်မယ်နော်မင်းတို့အသက်ခံရလိမ့်မယ်ဒီအချိန်မှာမင်းတို့ဖြောင်းဖြပြီးတော့မင်းတို့လက်နက်ချခိုင်းလိုက်မယ်လက်နက်လာအပ်ခိုင်းလိုက်မယ်
ပြီးကြတယ်မင်းတို့မိသားစုတွေကိုပါအကုန်လုံးဖမ်းပြီးတတ်လိုက်မယ်ဒါကိုကျွန်တော်ပြောချင်နောက်တစ်ခုကဘာလဲဆိုတော့ဘုံနဂါတပ်ဖွဲ့ထဲမှာပါဝင်ခဲ့တဲ့မိသားစုတွေပေါ့နော်ဒီအချိန်မှာတပ်မတော်ဘက်ကိုပြေးဖို့လိုအပ်လိမ့်မယ်ဒါမှမဟုတ်လို့ရှင်ကိုနေတဲ့ရွာမှာအန်ယူဂျီအုပ်စုတွေရောက်လာရင်ရရလက်နဲ့ခုခံဖို့လိုလိမ့်မယ်အန်ယူဂျီတိတ်မရိုင်းနဲ့တိတ်ယုံပါတယ်ကျွန်တော်ပြောပြီးပြီနော်ဇော်ဝေဆိုးတို့အုပ်စုပန်ဆယ်လိုတို့အုပ်စုဟာ CIA ကျိုးဆွဲရကနေရတာဖြစ်တယ် CIA ရဲ့ကလုံးတွေဖြစ်တဲ့ KIA တွေရှိတယ် KIA တွေကတေချာပေါက်အညာဒေသကဗုဒ္ဓဘာသာတွေကိုအပြောက်ရှင်းလိုက်မယ်တစ်ကတပ်ပြင်းမယ်နှစ်ကဘာသာကူးပြောင်းခိုင်းလိုက်မယ်မြန်မာနိုင်ငံမှာစစ်ခွေးတွေနဲ့ဘောမတွေကကျတို့မြန်မာတနိုင်ငံလုံးမှာရှိတဲ့လူမျိုးတိုင်းကိုနှီးမျိုးစုံနဲ့တွေးခွဲခဲ့တယ်ဒီ21ရဲ့ရှေ့မှာတော့ကျတို့တခြားတော့တိုင်းရင်သားတွေကိုတော့တိုင်းရင်သားချင်းချင်းနဲ့မတိုက်ပေးဘူး။ဘာကြောင့်လဲဆိုတိုက်ပေးလို့မရလို့တိုင်းရင်သားချင်းချင်းကိုတွေးခွဲတာတွေမလုပ်ဘူး။ဒီတိုင်းရင်သားထဲမှာပဲဥမာကချင်ဆိုလို့ရှိရင်ကချင်ထဲမှာကရင်ဆိုလို့ရှိရင်ကရင်ထဲမှာအဲ့လိုမျိုးတွေးခွဲကြတယ်။အတိအတာဆုံးကတော့ဥပမာတစ်ခုအနေနဲ့သုံးရမယ်ဆိုလို့ရှိရင်တော့ကရင်လူမျိုးတွေမြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်သားတွေထဲကနေမှတွေးခွဲအခံရဆုံးတော့လူမျိုးဖြစ်တယ်လို့ဒီနေ့ဒီချိန်ထိလည်းအားလုံးတော့မဟုတ်ဘူး။တချို့တော့ကရင်လူမျိုးတွေဟာမသိဘူးလားဆိုတော့လေသိမှာပါဒါပေမဲ့ဒီနေ့ဒီရဲ့ချိန်ထိစစ်ခွေးတွေရဲ့ချေလေချင်းကိုခံရတော့မှဖြစ်တယ်ဆိုတော့အခုတီကောင်ကနေမှသူ့ရဲ့ကျက်တူနီချံကိုပြန်သွားတဲ့အချိန်မှာတော့အလေးကျတဲ့လူမျိုးတွေကတော့လူပမာတွေဖြစ်တယ်လို့ပြောချင်တယ်နော်တီကောင်ကနေမှကျက်တူချံကိုမပြန်ခင်အထိကတော့ဒီလူပမာတိုင်းရင်သားတွေနဲ့တခြားတော့တိုင်းရင်သားတွေကိုတွေးခွဲခဲ့တယ်ဘာသာရေးအနေနဲ့လည်းတွေးခွဲခဲ့တယ်ဆိုတော့နင်တို့ PDF တွေကို KIA တွေရော KN တွေရောဘယ်လူမျိုးတွေကနင်တို့ကိုကွန်တုံးအနေနဲ့တုံးတယ်ဆိုမှနှီးမျိုးစုံနဲ့တွေးခွဲခဲ့တယ်တွေးခွဲလို့မရဘူးဒါပေမဲ့အခုဒီခါအလေးကျတဲ့သူကတော့လူပမာတွေဖြစ်တယ်21မရောက်ခင်တုန်းကလူပမာတွေကတော့စစ်ခွေးတွေရဲ့ဂျင်းချန်ထဲမှာအလုံးလုံးနေကြတယ်နော်ဒါပေမဲ့$21ရဲရောက်တဲ့ခါမှာတော့လူပမာတိုင်းရင်သားတွေအားလုံးကတော့စစ်ခွေးတွေရဲ့ဂျင်းချန်ကနေမှထွက်ပြီးတော့တခြားတိုင်းရင်သားတွေနဲ့လက်တွဲခဲ့တယ်အခုတီကောင်ကျက်သွန်နေချန်ကိုရောက်သွားတဲ့အချိန်မှာတော့တွေးခွဲဖို့ရအတွက်အလဲကျတဲ့သူတွေကလူပမာတိုင်းရင်သားတွေဖြစ်တယ်ဆိုတော့အခုလူပမာတိုင်းရင်သားတွေကိုဘာပြောလဲအားလုံးကြတဲ့အတိုင်းပဲအခု BNIA ရဲ့စစ်သားတွေ PDF ထဲမှာအလင်းမဝင်ဖို့အလင်းဝင်နေဆိုလို့ရှိရင်တပ်ပစ်လိုက်မယ်ဆိုတော့ချင်းချောက်ပြီးတော့တွေးခွဲကြတယ်ဆိုတော့ဒီ NUG ရဲ့လက်အောက်ထဲမှာရှိတဲ့ PDF တွေက BNIA ကိုစတိုက်လာတဲ့ February လ18ရက်နေ့မှာတူပရာဇာရဲ့တောင်းညိုရဲ့ဘိုမျက်လုံးရဲ့3ယောက်ကိုဖမ်းမိခဲ့တယ်ဆိုတော့အခုဒီသတင်းထဲမှာတော့ BNIA ဒီနဲ့ပတ်သက်ပြီးတော့ကိုင်းတွယ်နေတဲ့ PDF တွေကိုနည်းနည်းလေးအပြစ်တင်ချင်တယ်ဒါကဘာလဲဆိုတော့ဘုံမျက်လုံးကိုဖမ်းမိသွားတယ်။ဘာကြောင့်မို့ကောင်းကောင်းလေးမထိမ့်သိမ့်တာလဲ။အခုဘုံမျက်လုံးကတော့ PDF တွေမှာအလင်းဝင်လာခဲ့ပြီးတော့လက်နဲ့ချပြီးတော့အခုသူထွက်ပြေးသွားပြီးမှစစ်ခွေးတွေနဲ့ပြန်တောက်ပေါက်လိုက်ပြီ။ကျတို့ကမြတ်တာတရားတွေထားတယ်။သူတို့ကိုညှဉ်းပန်းနှိပ်စက်ပါလို့တော့ကျွန်မဆိုလိုတာမဟုတ်ဘူး။ဒါပေမဲ့သူတို့ကိုထွက်ပြေးလို့မရအောင်ကျတို့မှာကောင်းကောင်းလေးထိမ့်သိမ့်ရမှာဖြစ်တယ်။ဒါပေမဲ့အခုကောင်းကောင်းလေးမထိမ့်သိမ့်လိုက်တဲ့အတွက်ကြောင့်ထွက်ပြေးသွားပြီ။ဆိုတော့သူတကောင်ထွက်ပြေးခြင်းအဖြစ်ကျမတို့တော့အများကြီးနစ်နာသွားတယ်တီကောင်နဲ့တချို့တော့ BNI ရဲ့အဖွဲ့တွေကျက်သွန်နေချံကိုပြန်ရောက်သွားတာကကျမတို့တော့အရှုံးမဟုတ်ဘူးအမြတ်ဖြစ်တယ်ဒါပေမဲ့ကျမတို့စီမှာထိခိုက်သွားတဲ့ဥစ္စာကလုံခြုံရေးပိုင်းဆိုင်ရာဖြစ်တယ်နော်တီကောင်နဲ့အဖွဲ့တချို့ဒီကစစ်ခွေးတွေနဲ့ပူပေါင်းခြင်းကတော့ကျမတို့တော့အရန်မကောင်းသွားတဲ့အရာဖြစ်တယ်ဘာကြောင့်လဲဆိုတော့9နှစ်ထိကျမတို့ပြည်သူလူထုတွေကျွေးမွေးခဲ့တယ်ကျမတို့ပြည်သူလူထုတွေကိုညာခဲ့တယ်ကျမတို့ပြည်သူလူထုတွေရဲ့ချွေးနှင်းစာတွေနဲ့ဝေထားတဲ့လက်နက်တွေကိုစစ်ခွေးတီစီမှာတွားပေးခဲ့တယ်ပြီးလို့ရှိရင်လည်းကျမတို့တော်လန်ရဲထဲမှာလည်းတွေးခွဲမှုတွေနှီးမျိုးစုံနဲ့ဖြစ်ပေါ်ခဲ့တယ်ဘုံကားဘက်မှာရက်နေတဲ့သူတွေလည်းဒီနေ့ဒီအချိန်တော့မျက်စိဖွင့်တင်းပြီးကိုကမတောင်းပန်ချင်နေရင်တောင်မှအေးစစ်စစ်နဲ့နေဖို့ရအတွက်ဒေါ်လာရဲထဲမှာပါဝင်ဖို့တော့လိုအပ်တယ်ဒီ$21ရဲဆိုတာဟာစစ်ခွေးကိုဖြုတ်ချတဲ့အချိန်ဖြစ်တယ် NUG တွေကိုကြိုက်ပါမကြိုက်ပါကျွန်တော်ဘာမှမဆိုလို့ချင်ဘူးမကြိုက်ချင်တဲ့နေဒါပေမဲ့ဒေါ်လာရဲထဲမှာတော့တစ္ဆာမဖောက်ကြပါနဲ့စစ်ခွေးတွေကိုချေမုန်းပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကြိုက်တယ်လို့မကျေနပ်ချက်တွေကိုเนาะကျွန်တော်တို့အကုန်ပုံပြီးမှကျွန်တော်တို့ပြန်ချကြရအောင်ဒါပေမဲ့ဒီဒေါ်လာရဲမပြီးခင်မှာတော့စစ်ခွေးတွေဝမ်းတာမဲ့အရာတွေမလုပ်ကြပါနဲ့ကျတို့ဒေါ်လာရဲတွေအားနေသွားမဲ့အရာတွေမလုပ်ကြပါနဲ့တီကောင်တွေစစ်ခွေးတွေနဲ့ပူပေါင်းသွားတာအရန်ကောင်းတယ်ကျတို့ဒေါ်လာရဲထဲမှာလည်းအမြင်မကြည်မှုတွေကိုကြည်လင်သွားစေတယ်ဒေါ်လာရဲတွေထဲမှာပဋိပက္ခဖြစ်တဲ့ဥစ္စာတွေကိုလည်းမြေမောင်ထိုးပြသွားတဲ့အတွက်ကြောင့်တီကောင်တွေစစ်ခွေးတွေနဲ့ပူပေါင်းသွားတာအရန်ကောင်းတယ်ဒါမဲ့မကောင်းတာကတော့ပလဲခွေမှာရှိနေတဲ့တော်လာရဲတွေအတွက်ရောပြည်သူလူထုတွေအတွက်ရောလုံခြုံရေးကအတော်လေးစိုးရိမ်စရာရှိတယ်။ဘာကြောင့်လဲဆိုတော့ဘယ်အိမ်ကတော့တော်လာရဲဘက်မှာပါဝင်တယ်လဲဆိုတာကိုတီကောင်နဲ့အတူသူ့ရဲ့အဖွဲ့တွေကသိပြီးသားဖြစ်တယ်။ဒါကြောင့်ကျတို့တော်လာရဲတွေနဲ့ပြည်သူလူထုတွေအတွက်လုံခြုံရေးကိုထိခိုက်တာကလွှဲရင်ကြမ်းတာကတော့ကျမတို့မှာရှုံးနေသွားတာလုံးဝမရှိဘူး။ကျတို့ရဲ့အောင်ပွဲတောင်ဖြစ်သွားတယ်။9နှစ်ကျော်တောင်မှကျတို့ရဲ့အသားထဲမှာလောက်အနေနဲ့ရှိခဲ့တယ်။
ဒီလောက်ဒီက9နှစ်လုံးလုံးကျမတို့ရဲ့တော်လိုင်းရေးဆိုတဲ့ခန္ဓာကိုယ်တစ်ခုလုံးထဲမှာစားသွားတာနစ်နာမှုတွေဖြစ်ခဲ့တယ်လောက်ကောင်းနေကျမတို့အသားထဲကနေမှကျမတို့ဖေထုတ်နိုင်ခဲ့တာကတော့တကယ့်ကိုမှကောင်းတဲ့အောင်မြင်မှုတစ်ခုဖြစ်သွားခဲ့တယ်ဒါပေမဲ့တစ်ဖက်မှာတော့လုံခြုံရေးထိခိုက်မှုအများကြီးရှိသွားတယ်ဆိုတော့အခုဒီ BNIA ဒီကိုကင်တွယ်တဲ့ PDF ဒီကကောင်းကောင်းလေးဂရုမစိုက်လိုက်တဲ့အတွက်ကြောင့်ဘိုမြက်လုံးဆိုတဲ့ BNIA လောက်ကောင်းတကောင်လည်းပဲအခုစစ်ခွေးဒီစမှာပြန်သွားပြီရန်သူကိုဖမ်းမိရင်လည်းကျမတို့ကနှိပ်စက်ဖို့တော့မဟုတ်ဘူးဒါပေမဲ့လည်းပဲလုံခြုံအောင်ထားနိုင်ဖို့ကကျမတို့မှာတာဝန်ရှိတယ်အခုဒီဘိုမြက်လုံးကြောင့်ကျတို့ဘလောက်အထိဒုက္ခရောက်သွားနိုင်တယ်လဲဆိုတာတော့ရှိတယ်အခု9နှစ်လုံးလုံးထဲမှာလေနောက်တစ်ခါမဖြစ်နဲ့နော်နောက်တစ်ခါမဖြစ်နဲ့နော်ဆိုတဲ့ဥစ္စာတွေပဲဖြစ်နေတယ်လွန်ခဲ့တဲ့အချိန်မှာလဲထောင်ကနေမှခိုးထွက်သွားတာတွေကျတို့စီမှာကျတို့မှာအတွေ့အကြုံရှိခဲ့ပြီးဒါပေမဲ့လည်းဆက်ဖြစ်နေတော့မှဖြစ်နေတယ်ဆိုတော့ကျတို့မှာ careless ဖြစ်တဲ့ဥစ္စာအတော်လေးများသလားလို့ကျွန်မထင်နေရတယ်ဒီ careless တွေကကျတို့အတွက်ဆိုးကျိုးတွေဖြစ်သွားနိုင်တယ်ဒါကြောင့် PDF တွေပဲဖြစ်ဒီနေ့ကျတို့လက်နက်ကင်တော်လာရဲတွေကျတို့ရဲ့ရန်သူနဲ့ပတ်သက်တဲ့ဥစ္စာတွေကိုကင်တွယ်တဲ့အခါမှာနှိမ့်ဆက်တာမဟုတ်ပဲမဲ့လည်းပဲလုံလုံခြုံခြုံဖြစ်နိုင်အောင်ဂယုစိုက်ပြီးမှကင်တွယ်ကြပါလို့ကျွန်မပြောချင်တယ်နော်ဆိုတော့အခုဒီဘိုမျက်လုံးကတော့ထွက်ပြေးသွားနိုင်ပြီဒါလည်းကျွန်မတို့ကြီးအတွက်နစ်နာမှုထဲမှာပါသွားတယ်နစ်နာမှုဆိုတာထဲမှာလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မှာနစ်နာမှုတွေဖြစ်သွားတယ်နောက်တစ်ခါဆိုတာမရှိအောင်စ조사ကြပါလို့ဒီကနေကျွန်မတော်လာရဲထဲမှာပါဝင်နေတဲ့သူတွေရန်သူနဲ့ပတ်သက်ပြီးတော့ကင်တွယ်တဲ့သူတွေကိုပြောချင်တယ်လုံခြုံရေးနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်အရန်သတိထားရမှာဖြစ်တယ်စစ်ခွေးတွေကသူတို့စစ်ရှုံးနေဆိုတာတော့ကျွန်တော်တို့အားလုံးလည်းတည်တယ်သူတို့ကလည်းနိုင်တယ်လို့တာပြောပေမဲ့တကယ်ကြတော့သူတို့ကိုယ်တိုင်လည်းတည်ပြီးသားပါသူတို့စစ်ရှုံးနေတယ်ဆိုတာဆိုတော့သူတို့စစ်ရှုံးတာဖြစ်တဲ့အတွက်ကြောင့်မစားရတဲ့အသားသေးတဲ့ဘက်မှာဖြစ်တယ်ဒါကြောင့်မို့ပဲခွေးချဖို့တောင်မှ January လတုန်းကသူ့ဘကိုးကိုသွားတဲ့ခါမှာသူ့ရဲ့ဘောကိုမပဲနေတဲ့စစ်ခွေးတွေနဲ့စစ်ခွေးတွေရဲ့မိသားစုတွေကိုတွားတွေ့တဲ့ခါမှာကျတို့တော်လာရဲတွေကိုနနှစ်သွင်းမှာအပိသက်ချေမုံနိုင်မယ်ဆိုပြီးမှစစ်ကောင်းဆောင်ဒီဘက်ကနေမှစီမံကိန်းတွေချထားတယ်ဆိုပြီးမှတော့ပြောခဲ့တယ်အဲ့တခုထဲလားဆိုတော့လည်းမဟုတ်ဘူးဖေဖော်ဝါရီလ6ရက်နေ့တုန်းကလည်းရန်ကုန်ဂျိုးဖြူမှာပြုတ်လုပ်တဲ့စစ်မထန်အပတ်စဉ်ဆက်ကိုတင်တန်းစင်ပွဲမှာလည်းအခုအဲ့တင်တန်းစင်တဲ့လူငယ်တွေဘာပြောလဲဆိုတော့စစ်အရာရှိတွေကကျမတို့တော်လာရဲတွေကိုနနှစ်အတွင်းမှာအပြည့်ရှင်းနေမှာဖြစ်တယ်အပြည့်ရှင်းနေပြီးပြီဆိုလို့ရှိရင်တော့အေးဆေးဆေးနဲ့နေလို့ရပြီဆိုပြီးမှသူခွေးစကားတော့ပြောခဲ့တယ်ဆိုတော့ဒီနေ့ကျမတို့မြန်မာနိုင်ငံမှာစစ်ခွေးတွေကသူတို့ရဲ့စစ်မိသားစုတွေစစ်မထလူငယ်တွေကိုကျတော့ငါတို့ကတော့နနှစ်ပဲချမှာနနှစ်ဆိုလို့ရှိရင်တော့ငါတို့တို့ကိုနိုင်ပြီလို့ဒီလိုမျိုးနဲ့သူတို့ကိုခွန်အားပေးတယ်တစ်ဖက်မှာကျတော့ကျတို့ကိုနော်စိတ်သက်စစ်စေရဲတွေအများကြီးလောက်ကြတယ်ဆိုတော့အခုဒီတီကောင်နဲ့ပတ်သက်တဲ့သူတွေကိုရောကျမအရန်အံ့ဩတယ်နော်ဒီနေ့ဒီအချိန်ထိစစ်ခွေးတွေဘယ်လိုလုပ်နေတယ်လဲဆိုတာကိုသူတို့မမြင်နိုင်ဘူးစစ်ခွေးတွေရဲ့ဝါဒတာမကဘူးတီကောင်ကနေမှ9နှစ်လုံးသူတို့ကိုရိုက်သွင်းထားတာကစစ်ခွေးတွေနဲ့ပူပေါင်းဖို့အတွက်ဖြစ်တယ်ပြီးလို့ရှိရင်သူတို့ကိုဘယ်လောက်ထိမက်လုံးပေးထားမှမသိတာနော်ဒီနေ့ကျတို့တော်လာရဲဒီထဲမှာလဲစစ်ခွေးတွေရဲ့ဂျင်းဖတ်တွေကိုဒီနေ့ဒီအချိန်တွေမမြင်နိုင်တဲ့သူတွေရှိတယ်ဒီနဲ့လူငယ်လေးတွေပဲလားဆိုတော့လည်းမဟုတ်ဘူးအခုဒီမနေ့တည်းထဲမှာလည်းပါသွားပြီးတာဖြစ်တယ်ဒီမျိုးထိုက်သိမ့်တာလားတန်သိမ့်လားတော့မသိဘူးဒီလူတွေလည်းနိုင်ငံခြားမှာရောက်နေပြီဒီနေ့ဒီအချိန်ထိငိုတို့ရဲ့အဓိကရန်သူကဘာလို့လဲငိုတို့ကဘာလို့နဲ့တိုက်ခိုက်နေတယ်လဲဆိုတဲ့ဥစ္စာကိုလုံးဝမမြင်ဘူးဒီနေ့ဒီအချိန်ထိပြည်သူတွေကိုဂျင်းထဲနေတော့ဖြစ်တယ်ဆိုတော့ဒီနေ့ကျတို့တော်လာရဲတွေကိုကျမဘာပြောချင်လဲဆိုတော့တီကောင်စစ်ခွေးတွေနဲ့ပူပေါင်းသွားတဲ့ဥစ္စာကိုကြည့်ပြီးတော့ကျတို့တင်ခန်းစာအများကြီးယူရမှာဖြစ်တယ်ငါထောက်ပံ့လိုက်တဲ့ဥစ္စာကတကယ်ရောတော်လာရဲအစ်စ်တီထဲမှာထောက်ပံ့နေသလားငါတို့ထောက်ပံ့နေတဲ့ဥစ္စာကတော်လာရဲကိုဖြိုဖျက်နေတဲ့သူတွေကိုထောက်ပံ့လိုက်သလားကျတို့စဉ်းစားရမှာဖြစ်တယ်ဆိုတော့အခုဒီ Iron နဲ့ဟိုအမျိုးသမီးတယောက်ကလည်းအလူတွေအများကြီးခံပြီးမှတီကောင်ဘက်မှာရပ်ပြီးတော့အများကြီးပတ်စံထောက်ပံ့ကြတယ်ဆိုတော့ပတ်စံပို့ပေးတဲ့သူတွေကတကယ်ရောသူတို့ကဒီတီကောင်ကိုထောက်ခံတဲ့သူလားဆိုတော့လည်းကျွန်မမသိဘူးဒါပေမဲ့တော်လာရဲဆိုပြီးမှအားထက်တန်တဲ့လူတွေထဲ့တဲ့ပတ်စံတွေကိုသူတို့ကအလွဲသုံးစားလုပ်ပြီးမှသူတို့ကြိုက်တဲ့သူကိုသူတို့ထောက်ပံ့တယ်သူတို့မကြိုက်တဲ့သူကိုသူတို့မထောက်ပံ့ဘူးအခုဘလောက်အထိတွေးခွဲလာတယ်လဲဆိုတော့ဦးစားထိကျတို့တော်လာရဲတွေကိုတွေးခွဲလာခဲ့တယ်ကျတို့ဒီတော်လာရဲထဲမှာကောင်းကောင်းလေးမြင်တတ်တဲ့သူတွေကတော့အမားလားအမှန်လားဆိုတာကိုကျတို့သိပေမဲ့တချို့တော့သူတွေကမသိဘူးဆိုတော့အခုဒီထဲမှာဘာပြောလဲ Iron က PDF တွေကိုပေးမယ်ဆိုပြီးမှအလူခံထားဒီအလူငွေကို PDF တွေကိုပေးတာမဟုတ်ဘဲနဲ့မတာပေါ်ခါနီးဖြစ်တဲ့စစ်ခွေးတွေကိုထောက်ပံ့နေဆိုပြီးမှဥစားလေးဒီလိုရေးသွားတယ်ဒီနေ့ကျတော့တော်လာရေးထဲမှာဝါရစ်တယ်လို့ပြောရမလားစိတ်ခိုင်တယ်လို့ပြောမလားကောင်းတဲ့ဥစ္စာကိုမြင်တတ်တယ်လို့ပြောမလားဒီလူတွေကတော့ဒီလိုမျိုးဥစားရေးလိုက်လို့ကျတော့ကထိခိုက်သွားမှာမဟုတ်ဘူးဒါပေမဲ့တချို့တော့ဒီတော်လာရေးထဲမှာအလူငွေပေးသွားတဲ့သူတွေရဲ့စိတ်ဓာတ်ကို
ထိခိုက်သွားစေနိုင်တယ်ဟာဟုတ်တာပဲငါတို့ပေးလိုက်တဲ့ဥစ္စာကအခုဒီတယောက်ကိုငါပေးလို့ရမလားအခုဒီထောက်ဖို့ကတော့ပတ်စံတော့ဒီထောက်ဖို့ကိုငါတို့ပတ်စံပေးတာရောတကယ်ရောတော်လာရဲထဲမှာရောက်သွားသလားဒါမှမဟုတ်အခုဒီဥစားရဲတယ်လို့နော် iron ကောက်တဲ့ဥစ္စာတွေကစစ်ခွေးတွေစီရောက်သွားတယ်ဒီလိုများတကယ်များဖြစ်သွားမလားဆိုတဲ့ဥစ္စာတွေပါဖြစ်လာနိုင်တယ်ဒါကြောင့်ဒီဥစားကလည်းဒီစကားကိုလုံးဝမတင်သင့်ဘူးဥစားပါဒီလိုမျိုးဝါဒကြီးဖြန့်လာခဲ့ပြီးဒါကြောင့်ကျွန်တော်တော်လာရဲတွေတာမကပဲနဲ့ထောက်ဖို့တွေပြီးလို့ရှိရင်ကျွန်တော်ကိုနောက်ကနေမှကူညီပေးတဲ့သူတွေလည်းတော်လာရဲနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းသိတတ်ဖို့လိုတယ်ပြီးလို့ရှိရင်ထောက်ဖို့တွေလည်းကိုပတ်စံယူတဲ့သူတွေကိုတော်လာရဲထဲမှာပတ်စံထောက်ပံ့ပေးနေတဲ့တော်လာရဲမိသားစုတွေကိုလည်းရှင်းရှင်းလင်းလင်းကောင်းကောင်းလေးပြောပြဖို့လိုတယ်ငိုတို့ကတော့တကယ်ပဲဒီလိုမျိုးတော်လာရဲထဲမှာပါဝင်နေဆိုပြီးမှတိတဲ့သူတွေကိုတော့မဟုတ်ဘူးတော်လာရဲထဲမှာနှုတ်ငင်တဲ့သူတွေကိုကောင်းကောင်းလေးရှင်းပြဖို့တော့လိုအပ်တယ်ဒီဥစားရဲတာဟာဒီနဲ့ကျမတို့ကိုထောက်ပံ့ပေးနေတဲ့နောက်ကျောမှာရပ်ပေးနေတဲ့မိသားစုတွေကိုထိခိုက်တဲ့စကလုံးဖြစ်တယ်ဆိုတော့ကျတို့ကို in အားချိနေအောင်လုပ်နေတဲ့အရာဖြစ်တယ်ဥစားကဘာကြောင့်မို့ဒီလိုမျိုးစာရဲတယ်လဲဆိုတော့မသိဘူးဒါပေမဲ့ကျတို့တော်လာရဲအတွက်အလူငွေပေးနေတဲ့နုညံ့တဲ့တော်လာရဲမိသားစုတွေကိုအများကြီးထိခိုက်လာနိုင်တယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်စစ်ခွေးတွေနဲ့ဘောမဒီရဲ့တွေးခွဲမှုကိုကျတို့တော်လာရဲမိသားစုတွေအရောက်စီတိုင်းကောင်းကောင်းလေးနားလေသဘောပေါက်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်နော်ပြည်သူတွေအားလုံးကြမ်းမပျော်ရွှင်ကြပါစေ